ကြောက်ဖျားမြရဲ့ရှုခင်းကိုတဝကြီးကြီးရှုရင်းနေထိုင်ရမယ် Live Challenge နှခုံးစထုံကျွန်တော်ယခုမိတ်ဆက်ပေးချင်တဲ့ project လေးဟာဆိုရင်နာမည်ကြီး developer AP နဲ့ Japan Mitsubishi Estate Group တို့မှတွဲဖက်ပုံဖော်ဖန်တီးထားတာဖြစ်ပြီးတော့ Challenge နှခုံးလက်မပေါ်ကြောက်ဖျားမြအနီးမှာတည်ရှိပါတယ် Icon CM ကိုအနီးဆုံး Go Line Contemporary Station ကနေ The Station ပဲစီးရပြီးတော့ Silon Line Contemporary BTS Station နဲ့လည်းနီးတာမို့တော်တော်လေးအချက်ချတဲ့နေရာမှာတည်ရှိပါတယ်ဆိုတော့နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ project ရဲ့ room type လေးတွေကိုကျွန်တော်နဲ့အတူတူတွက်ကြည့်လိုက်ရအောင်ရွေးချယ်စရာတွေအများကြီးရှိတဲ့ထဲကနေမှယခုအခန်းလေးက one bedroom 31.5 square meter room type လေးဖြစ်ပြီးတော့လုံးဝကို designer ရဲ့အသေးစိတ်ကြတဲ့ decoration နဲ့ luxury ဆန်တဲ့အရာတာကိုခံစားရမှာဖြစ်ပါတယ်အခန်းတွင်းပိုင်းကိုတဘာဝအလင်းအောင်ကောင်းကောင်းရရှိရကလည်းတော်တော်လေးသဘောကျဖို့ကောင်းပါတယ်နောက်ထပ် room type လေးတစ်ခုကတော့ one bedroom flat size room type လေးဖြစ်ပြီး35 square meter ရှိပါတယ်ယခု project ဟာဆိုရင်အနီးနားမှာ international schools တွေစေယုံစေခန်းတွေ mall တွေအပြင် street food တွေရနိုင်တဲ့နေရာတွေနဲ့ပါနေပြီးတော့မြို့ရဲ့အချက်ချာကျတဲ့နေရာမှာရှိနေပြီးတော့နိုင်ငံခြားသားတွေအကြိုက်များတဲ့နေရာလည်းဖြစ်ပါတယ်ရွေးချယ်စရာတွေအနေနဲ့ one bedroom, two bedroom နဲ့ one bedroom plus ဆိုပြီးမှ၃မျိုးရှိပါမယ်ကွန်ဒိုတစ်ခုလုံးမှာဆိုရင်များပြားစုံလင်လာတဲ့ facilities တွေအကုန်လုံးပါဝင်မှာဖြစ်ပြီးတော့ first floor မှာဆိုရင် the social target, the parlor pod, the floating bar, exclusive entrance hall, co-exclusive hall, the authentic meeting, the terrific room, ripple amphitheater, harmony ripple pavilion တွေနဲ့27th floor မှာဆိုရင် Sky Fitness Swimming Pool, River Jacuzzi, Relaxing Terrace, The Tidal Garden, Sky Amphitheater, Sky Pavilion, River Pier Pavilion, 28th floor မှာဆိုရင် Exclusive Artful Lounge, Panoramic Amphitheater, The Sky Private Seat, Sky Auditorium Terrace တို့ပါရှိမှာဖြစ်ပါတယ်။ဒီလိုများပြားစုံလင်လာတဲ့ facilities တွေနဲ့ modern ဆန်ဆန်နေထိုင်ရမှာဖြစ်ပြီးတော့ဝယ်ယူသူတွေအနေနဲ့နလအတွင်းမှာ 12% star တွင်ထားပြီးတော့ကျန်တဲ့ 88% ကို project BCD အခါမှာတွင်ပြီးအခန်းတစ်ခန်းပိုင်ဆိုင်နေမှာပဲဖြစ်ပါတယ်။ဒါအပြင်ပိုရမှာဝယ်ယူသူတွေအတွက် electrical appliance တွေဖြစ်တဲ့ refrigerator, microwave, washing machine, TV စတာတွေကိုပေးအပ်သွားမယ့် promotion အစီအစဉ်လည်းရှိနေတဲ့အတွက်ကြောင့်မလို့အခုလို့ PB စုံတဲ့ကွန်ဒိုကိုပိုင်ဆိုင်ရရှိနေဆိုရင်တော့ပိုရကိုဆက်သွယ်လိုက်ပါတော့နော်။